သူတို့ဘဝမှာအချစ်ကိုဘယ်လောက်ထိနက်နက်ခံစားဖို့ကြလဲဗျအချို့ကပြောကြတယ်အချစ်ဆိုတာကိုချစ်တဲ့သူကိုတသက်လုံးကောက်ွယ်ဆောက်ရှောက်ပေးနေတာပေးဆက်ချင်တာဒါမှမဟုတ်ချစ်သူနဲ့တသားတည်းကြားကျင်တာမျိုးပေါ့ဒါပေမဲ့အခုကျွန်တော်ပြောပြမယ့်အကြောင်းကမိတ်ဆွေတို့တွေ့ဘူးတမျှအချစ်ရဲ့ပြရုပ်တွေဒီချက်စီးပြစ်မှာဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောပြမယ့်အကြောင်းတွေကလူတွေအတွက်တော့ချစ်သူနဲ့တသားတည်းကြားကျင်နေဆိုတဲ့အဓိပ္ပာယ်ချစ်သူရဲ့ရုပ်အလောင်းကိုဓာတ်နဲ့မောဒဲဦးတဲ့ထည့်ပြီးချက်စားပြစ်တာကိုဆိုလိုလို့ပါပဲ What the fuck ဒီစကားကိုကြားလိုက်ရုံနဲ့တည်းမိတ်ဆွေတို့ရဲ့ကြောတဲ့ထိစိတ်ကနေအေးဆက်သွားပါလိမ့်မယ်တာမန်လူသားစားတောင်းကျမ်းတူတွေကရန်သူတွေကိုတက်စားတာဒါမှမဟုတ်မုံဒီလိုတက်စားတာမျိုးရှိတတ်ကြပါမယ်အခုစိတ်ကစားသမားကတော့သူတို့အသက်တဲ့ချေရတူကိုမှရွေးချယ်ပြီးတက်ဖြတ်စားတောက်ခဲ့ကြတာပါဒါဟာလူတက်မှုတွေမကပဲစိတ်ပညာလောကမှာအဖြေရှားအခက်ဆုံးဖြစ်နေတယ်လေပိုင်းဆိုင်ရာစိတ်ကစားဖောက်ပြန်မှုနဲ့ပြင်းနေတဲ့စိတ်ယောဂါတို့ရဲ့ပေါင်းစပ်မှုကြီးပြစိတ်ကူးထဲမှာခဏလောက်မြင်အောင်ကြည့်လိုက်ပါရိုမန်တစ်ဆန်တဲ့ညစာစားပွဲတစ်ခုဖျောင်းနိုင်ပြီးအောက်မှာချစ်သူနှစ်ဦးဟာတယောက်မျက်လုံးတယောက်ကြည့်ပြီးအချစ်ကြောင်းတွေပြောနေကြတယ်ဒါပေမဲ့ခမည်းရဲ့ဘေးကချစ်သူရဲ့လက်ထဲမှာဝိုင်းခွက်အစားတာလီတာချောင်းရှိနေပြီးမိတ်ဆွေရဲ့အသားတွေကိုဘလို့အရသာရှိချက်စားရမလဲဆိုတဲ့အတွေ့ပဲဖြစ်နေမယ်ဆိုရင်မိတ်ဆွေဘလောက်တောင်ထိတ်လန့်သွားမလဲဒါပုံမြင်မဟုတ်ဘူးဗျအတိတ်ကာလမှာလူတိအများဆုံးနဲ့ထိတ်လန့်စရာအကောင်းဆုံးဖြစ်ခဲ့တဲ့ဖြစ်ရမှန်စိတ်ဆာလူသားစောင်းမှုကြီးတစ်ခုအကြောင်းအားလုံးပဲမင်္ဂလာပါ BN Share တို့ channel ကနေပြန်လည်ကြည့်စုလိုက်ပါတယ်စိတ်ဝင်စားတဲ့ကောင်းတဲ့ပုံကွင်းအကြောင်းအရာတွေကိုဆက်လက်ရှာဖွေတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျဒါဖြစ် let's go တခုကိုတော့1982ခုနှစ်ပြည်내နိုင်ငံရဲ့အလှပဆုံးမြို့တော်ပါရီကနေစားလိုက်ကြရအောင်အဲ့ဒီချိန်ကပါရီတက္ကသိုလ်မှာပညာလာတင်နေတဲ့ဂျပန်ကျောင်းသားလေးတစ်ယောက်ရှိရဗျသူ့နာမည်ကအီဆေးဆာကာဝါနိုင်ငံရဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေအများကြီးရှိပြီးလူကလည်းအသားညွန့်ညောင်နာနဲ့အရက်ကအလွန်ပူလွန်းတယ်ဗျများသောအားဖြင့်ဂျပန်တွေကအသားဖြူပါတယ်ဆာကာဝါသူ့ရဲ့အသားညွန့်တဲ့အားနည်းချက်ကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်တာကိုရတယ်ဗျသူ့ရဲ့စိတ်မှာငယ်တည်းကတားမြစ်ထားတဲ့စနဆိုးတစ်ခုကဲရောက်နေခဲ့တယ်အဲ့ဒါကတော့လှပဖြူစင်တဲ့နောက်တိုင်းမျိုးသမီးလေးတစ်ယောက်ရဲ့အသားကိုစားချင်တာပါပဲဆာကာဝါတက္ကသိုလ်မှာစိတ်ချင်းအယူဆတူတဲ့လက်စလူမျိုးကျောင်းလူလေးဂျီနီဟာဗတ်နဲ့စုံတွေ့ခဲ့ပါတယ်ဂျီနီဟာအရက်ရှိရှိအသားဖြူဇပင်ရှီဝါရောင်နဲ့အရက်ကိုတောက်ပလှပတဲ့ကောင်မလေးတစ်ယောက်ပေါ့ဆာကာဝါသူ့ကိုတွေ့ချင်းပါပဲအယူမှုဆွဲလန်းသွားခဲ့တယ်ဗျဒါပေမဲ့အဲ့ဒီဆွဲလန်းမှုကတာမန်ကျောင်းလေးတစ်ယောက်ရဲ့စိတ်ဆန္ဒမျိုးမဟုတ်ဘူးသူမကိုဝါမျိုးပစ်ချင်တဲ့စိတ်ရမ်းကြီးဖြစ်နေတာပါဆာကာဝါရီနီနဲ့ရင်းနှီးအောင်တဖြည်းဖြည်းစူးစမ်းခဲ့ပါတယ်အပြားလေးတူတူဖက်ကြတယ်စာပေကျောင်းတွေဆွေးနွေးကြတယ်ရီနီခမမှာတော့ဒီပူပူညောင်ညောင်ဂျပန်ကျောင်းသားလေးဟာရိုးတသားခင်မင်းစရာကောင်းတဲ့တငယ်ချင်းတစ်ယောက်လိုပဲထင်နေခဲ့တာပါ1982ခုနှစ်ဇွန်လ17ရက်ညနေခင်းဆာကာဝါကရီနီနဲ့ကြပြားတွေဖတ်ဖို့ဆိုပြီးသူ့ရဲ့အခန်းစီကိုဖိတ်ခေါ်ခဲ့ပါတယ်ရီနီကဘာမှမချိမီပဲစာအုပ်တွေကံပြီးရောက်လာခဲ့ပါတယ်သူမကကလေးထိုင်မှာထိုင်ပြီးကြပြားတစ်ပုဒ်ကိုတန်တက်ဖတ်ပြနေတဲ့အချိန်ဆာကာဝါမိဖို့ကြောင့်လည်းတနက်တစ်လက်ကိုတိတ်ဆိတ်ယူဆောင်လာခဲ့ပါတယ်မကြခင်အချိန်မှာပဲတနက်တန်တစ်ချက်အခန်းကလေးထဲမှာပက်တဲ့ဖတ်ထားခဲ့ပါတယ်ဂျီနီယာကြပြားဖတ်နေရင်လေပင်ကိုကြီးကမှန်ပြီးဝဲချင်းပြီးတိတ်ဆုံးသွားခဲ့ရပါတယ်ဗျတပတ်သက်ချေရသူရဲ့ရုပ်လောင်းကိုကြည့်ပြီးဆာကာဝါထိတ်လန့်ငိုကြွခြင်းလုံးဝမရှိခဲ့ပါဘူးသူ့ရဲ့မျက်လုံးတွေထဲမှာနှစ်ပေါင်းများစွာအောင်းထားတဲ့ငင်းမြတောက်ကြီးပေါက်ကွဲထွက်လာခဲ့ပါတယ်ဆာကာဝါဂျီနီရဲ့ရုပ်လောင်းကိုကြည့်ပြီးစိတ်ကူးတွေကအတွေးတွေကိုစတဲ့အကောင်းနဲ့ဖော်ပါတော့တယ်သူဟာဓားတွေကိုယူပြီးသူမရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုတစားပြီးဖတ်တောက်ပစ်တယ်ဓားတွေကိုမိဖို့ကြောင့်လည်းဒဲဦးတဲ့ထက်စားတဲ့မြုပ်ကောင်းခတ်ပြီးစတင်ချက်ပြုတ်ပါတော့တယ်သူ့ရဲ့နောက်ပိုင်းထွက်ဆိုချက်တွေကယူနေရဲ့အသားမုံလောင်ဥနီလိုနူးညံ့ပြီးညီနဲ့လုံးဝမရှိဘူးအရသာတူနာငါးစိမ့်စာရှိမိလို့ရှားပေါ်မှာအရေးပျော်တော့တာပဲလို့လူမဆန်စွာပြောခဲ့တယ်သူဟာတရက်တည်းစားတာမဟုတ်ပဲဖြစ်တော့ထားတဲ့အသားတွေကိုရေခဲတက်ရတဲ့ထည့်သိမ်းပြီးရက်တော့ကြောင်သမင်းစားတိုင်းဟင်းဖြစ်ချက်စားနေခဲ့တာဗျဒါပေမဲ့အလောင်းရဲ့ကျန်တဲ့အစိတ်ပိုင်းတွေကိုတော့ဖျက်ပြဖို့ကြတော့စားကောင်းမှာအခက်အခဲရှိလာပါတယ်ဇွန်လ23ရက်နေ့မှာသူဟာကျန်တဲ့အသားစားတွေကိုပြီးဆောင်တက်တာအကြီးနှလုံးထဲထည့်ပြီးပိုင်တို့ရဲ့ဘိုးလုံးတောအုပ်ပန်းညံထဲမှာတွားရောက်ဆွန့်ပစ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့တန်တရားဖြစ်ဖွယ်အပြုအမူတွေကြောင့်ပန်းညံတွေကလူတွေကရဲတွေကိုတန်ကြားခဲ့ပြီးနောက်ဆုံးမှာတော့ဒီစေးစာလူသားစားမေးပြီးတက်တီထောက်ထားတဲ့တော့ခန်းကြီးခံလိုက်ရပါတော့တယ်ဒါပေမဲ့ဒီအမှုရဲ့အလှည့်ပြောင်းကဘာလဲသိလားပြင်းတဲ့တရားရုံးကစာကာဝါကိုစစ်ဆေးတဲ့အခါသူ့မှာပြင်းနေတဲ့စိတ်ရောဂါရှိနေလို့တရားရုံးကစီရင်လို့မရဘူးဆိုပြီးအယူထင်းထင်းဆေးရုံကိုပို့လိုက်ပါတယ်နောက်ပိုင်းမှာသူ့ရဲ့ဖားငယ်ရဲ့ငွေကြီးနဲ့ဩဇာအာဏာကြောင့်စာကာဝါကိုဂျပန်နိုင်ငံစီကိုပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်ဂျပန်ကိုရောက်တဲ့အခါမှာတော့ဆေးရုံကနေသူဟာစိတ်ချင်းနဲ့မှန်ကန်နေပါတယ်ဆိုပြီးလွှတ်ပေးလိုက်တဲ့အတွက်
စာကာဝါဘာထောင်မှမကြပဲလောလက်တဲ့လူတစ်ယောက်ဖြစ်တည်ဆုံးတဲ့အထိလူထုကြားမှာနေထိုင်တွားခဲ့ပါတယ်ဗျပူပြီးဂျုံစရာကောင်းတာသူဟာနာမည်ကြီးလာပြီးစာအုပ်တွေကြီး TV အင်တာဗျူးတွေဖြည့်ဆို့ပါစီးပွားရှာတွားခဲ့တာပဲဖြစ်ပါတယ်တခါတလေလူဖွဲ့စည်းကြီးကဘာမှမသိနားမလည်နိုင်အောင်ပဲဗျโอเคဤစေးစာကာဝါအမှုကတစ်ဖက်သက်တက်စားတာဆိုအခုဒုတိယမြောက်အမှုကတော့ပိုပြီးစိတ်ဆက်ဆန်လို့မှုကသမိုင်းမှာအထူးခြားဆုံးဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ဒါကတော့2001ခုနှစ်ဂျာမနီနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အာမဲမီယောရဲ့အမှုပဲဗျအာမဲမီယောကကုမနာနီးပညာရှင်တစ်ယောက်ဖြစ်ပြီးသူ့ရဲ့စိတ်ထဲမှာလည်းငယ်ငယ်ကတည်းကအခြားယောက်ျားတစ်ယောက်ရဲ့အသားကိုစားခြင်းနဲ့စိတ်ဆက်ဆန်တာကြီးရှိနေခဲ့တာသူကအယူတစ်ယောက်လိုလမ်းပေါ်ထွက်ပြီးလူတွေကိုလက်တက်စားတာမျိုးမလုပ်ပဲပါနဲ့စွာနဲ့အင်တာနက်ပရိုဂရမ်တွေပေါ်မှာကြော်ညာတစ်ခုတင်ခဲ့ပါတယ်ဗျအသက်ခံပြီးအစားခံမဲ့အသက်18နှစ်မှ30ကြားကြော်ကြားရဲ့တူရှာဖွေနေပါသည်အပြင်လူတွေကြည့်ရင်တော့ဒါဟာတာတစ်ခုဒါမှမဟုတ်ယူကြောင်ကြောင်ပို့တစ်ခုလို့ထင်စရာပဲဒါပေမဲ့မျိုးနယ်စရာကောင်းတာကအဲ့ဒီပို့ကိုတကယ်ပဲလာရောက်ဆက်တယ်ပြီးသဘောတူခဲ့တဲ့လူရှိခဲ့တယ်ဗျသူကတော့ဘာလင်မြို့ကအောင်မြင်တဲ့ electronic engineer တူဖြစ်တဲ့ဘန်ဘယန်ဒက်စ်ပဲဖြစ်ပါတယ်ဘယန်ဒက်စ်ကငယ်စဉ်ကတည်းကစိတ်ပိုင်းဆိုင်ရာပြင်းထန်စွာရခဲ့ဘူးပြီးကိုအဖြတ်စည်းခံနေတဲ့အသက်ခံခြင်းနဲ့စိတ်အပြင်းထန်ရှိနေသူပါဒီလိုနဲ့စိတ်ဆက်တမနှစ်ယောက်အင်တာနက်ပေါ်မှာစုံတွေ့ပြီးတယောက်ကိုတယောက်ချစ်ချမ်းဝင်ကအွန်လိုင်းပေါ်ကနေတစ်ဆက်နဲ့နေတဲ့ဆက်ဆံရေးတစ်ခုကိုထူထောင်ခဲ့ကြပါတော့တယ်ဒီလိုနဲ့2001ခုနှစ်မလ9ရက်နေ့မှာဘယန်တက်ဟာမီဝက်စ်နေထိုင်ရာရိုဒန်ဘတ်မြို့ကအိမ်ကြီးစီကိုရောက်လာခဲ့ပါတယ်ဗျသူတို့နှစ်ဦးဟာတကယ်ချစ်သူတွေလိုပဲစကားတွေပြောအချိန်နဲ့ကုန်လုံးစေခဲ့ပြီးနောက်သဘောတူထားတဲ့အတွေးဆုံးတဲ့ကစားပွဲကြီးကိုစတင်ခဲ့ကြပါတယ်မီဝက်စ်ဟာဗီဒီယိုကင်မရာတစ်လုံးကိုထောင်ထားခဲ့ပါတယ်သူတို့လုပ်တဲ့အရာအလုံးကိုမှတ်တမ်းတင်ထားဖို့ပေါ့မှောက်ဆုံးအနေနဲ့မီဆွဲဟာဖရန်ဒက်စ်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းအချို့ကိုဖျက်တောက်ပြီးအဲ့ဒီအစိတ်ပိုင်းတွေကိုဒဲဟုတ်တဲ့ထက်ချက်ပြုတ်ကတူတူနှစ်ဦးတူထိုင်စားခဲ့ကြပါတယ်ဗရန်ဒက်ဟာတွေးလွန်ပြီးမေးလဲမသွားခင်အထိသူ့သားကိုသူပြန်စားနေခဲ့တာဗျနောက်ပိုင်းမှာဗရန်ဒက်စာတွေးလွန်ပြီးအားနဲ့လာတဲ့အခါမိဝက်ဟာသူ့ကိုအိတ်ခမ်းထဲကကတင်ပေါ်မှာလှဲလောင်းစီခဲ့ပြီးသုံးဆက်တဲ့အနမ်းတစ်ခုပေးခဲ့ပါတယ်ပြီးတော့ဓာတ်နဲ့နှလုံးတက်ကိုထိုးဆိုင်ပြီးတက်ဖြတ်လိုက်ပါတော့တယ်ဗျမိဝက်ဟာဗရန်ဒက်ရဲ့ရုပ်လောင်းကိုအသားလောင်ရဲ့တစားစီမှုပြီးအသား40ကီလိုဂရမ်ကျော်ကိုခြေခဲတက်တာထဲမှာစနစ်တကျထုတ်လိုက်ထည့်သိမ်းထားခဲ့တာပါသူဟာနေ့တိုင်းဒီပါဗန်နက်စ်ရဲ့အသားတွေကိုဝိုင်အကောင်းစားတွေနဲ့တွဲဖက်ပြီးစိန်နဲ့ချက်ပြုတ်စားတောက်နေခဲ့တာတနစ်နီးပါကြာခဲ့ပါတယ်ဒီမှုကဘလို့ပေါ်သွားလဲဆိုတော့မီဝက်စ်ကနောက်ထပ်အစားခံမဲ့လူတစ်ယောက်ကိုအင်တာနက်ပေါ်မှာဆက်ရှာရင်ကြောင်ညာတင်ရကနေအဲ့ဒီပုတ်ကိုမြင်တဲ့ကောလိပ်ကျောင်းသားတစ်ယောက်ကရဲကိုတန်ချက်ဖွင့်လို့ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်ဗျတရားခွင်မှာတော့ဂျာမီတရားသူကြီးကြီးတော်တော်လေးခေါင်းခဲခဲ့ရပါတယ်ဘာဖြစ်လဲဆိုတော့တည်ဆုံးသူကိုယ်တိုင်ကအတက်ခံဖို့တဘောတူခဲ့တာဖြစ်လို့ဒါကိုလူတက်မှုလို့တတ်မှတ်မလားဒါမှမဟုတ်တေဆုံးမှုကိုကူညီခြင်းလို့ပဲတတ်မှတ်မလားဆိုပြီးနောက်ဆုံးမှာတော့မီဝက်စ်ကိုလူမဆန်တဲ့ရာဇဝတ်မှုကြီးဖြစ်တဲ့အတွက်တက်တကြွထောင်းနဲ့ချမှတ်လိုက်ပါတော့တယ်ဒါတွေကလူသားတွေရဲ့စိတ်အမောက်ဘက်ချမ်းဘလောက်တောင်နဲ့နေပြီးကြောက်စရာကောင်းလဲဆိုတာကိုတက်တည်ပြနေတာပါအချစ်ဆိုတာနူးညံ့တဲ့စကားလုံးတွေရဲ့နောက်ကပြေးစွန်းတဲ့ဓာတ်တော်တွေနဲ့လူသားစားတဲ့စိတ်ဆက်သားရဲ့စိတ်တွေကင်းအောင်နေနေတာတဲကိုတကုန်းစရာဖြစ်တယ်ဗျကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးထဲမှာမက်ဆီဘေးနာကဖျက်လျှောက်သွားတဲ့တာမန်လူတယောက်ဟာဘလို့အတွေးရည်နဲ့ရှင်းတန်နေမလဲဆိုတာကိုဘယ်သူမှမသိနိုင်ပါဘူးကဲမက်ဆီတို့ဒီလိုသဘောတူပြီးတက်စားတဲ့အချက်ဇာတ်လမ်းတွေပေါ့ဘလို့မြင်ကြလဲဗျကိုမန်းတွေကိုအောက်မှာရေးပေးခဲ့ပါအောင်နော်ကျွန်တော်ရဲ့တင်ဆက်မှုကိုကြိုက်နေတဲ့ channel လေးကို like and subscribe ပြုလုပ်ပေးခဲ့ပြီးအသိမိတ်ဆွေတွေကိုလည်းမျှဝေပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျဒါဖြစ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ် bye